ဆရာဝန်ကကျမရဲ့အောက်ပိုင်းကြောရိုးအယိုးတွေအားလုံးပျက်စီးနေပြီလို့ပြောခဲ့ပါတယ်ဒူးစစ်တွေမှာလည်းဒူးရိုးစုတွေထွက်နေတယ်တကယ်တော့အယိုးနဲ့အစစ်နာကျင်မှုကိုခံစားရဘူးသူတွေမှသာဒီဒုက္ခကိုနားလည်ကြမှာပါကျမနာမည်ဒေါခင်နှင်းပါရှင်အသက်66နှစ်ပါထိုင်ရာကနေထားလိုက်တိုင်းဒူးတွေကအက်နဲ့ထိုးနေသလိုနာကျင်ပါတယ်ခြေလန်းနဲ့နဲ့လှမ်းလိုက်ယုံတဲ့တင်ခြေထောက်ကနေခေါင်းထိအောင်နာကျင်မှုတွေပြင်းထန်စွာတက်လာပါတယ်အခက်အခဲဆုံးကလှေကားတက်တာပါပဲလက်နက်ဖက်နဲ့လက်ရန်ကိုတေချာဆုပ်ကိုင်းပြီးအားကုန်ထုတ်မှမြောက်တက်ရပါတယ်ရာသီဥတုအေးလာရင်အယိုးတွေတစားစီကွဲထွက်နေသလိုနာကျင်ရပါတယ်လိန်ဆေးတွေအကြိုက်ခဲပြောက်ဆေးတွေနိုင်ငံသားဆေးတွေအကုန်စမ်းကြည့်ပေမဲ့တိတ်မသက်သာခဲ့ပါဘူးနောက်တော့ TV ကနေကယ်လ်ဆီယမ်ကိုကြော်ညာတွေ့လို့တေချာမာယူပြီးတောက်ကြည့်ခဲ့ပါတယ်15ရက်ခန့်တောက်ပြီးရဲ့နောက်မှာတော့ခြေလက်တွေပေါ့ပါလာပြီးထိုင်ထလုပ်တဲ့အခါနာကျင်မှုတွေတိတိတတ်တာလျော့နေလာပါတယ်တကြိမ်ကူးတာမှုအပြည့်အဝပြီးဆုံးပြီးနောက်မှာတော့လှေကားတက်တဲ့အခါလက်နဲ့မထောက်ကပဲတက်နိုင်လာတာကိုတွေ့ရပါတယ်အစားလဲပြန်စားနိုင်လာပြီးခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါကျန်းမာလာပါတယ်ကယ်လ်ဆီယမ်ကိုစားတောက်ကလေးကကျန်းမာရေးအလွန်တိုးတက်လာလို့ကလေးတွေကတော့မှဆက်တောက်ဖို့တိုက်တွန်းကြပါတယ်8လလောက်တောက်နေပြီးယနေ့မှာတော့အကျန်းမာလာပြီးလွယ်ကူကူလမ်းလျှောက်နိုင်နေပါပြီအယိုးနဲ့အစစ်နာကျင်မှုခံစားရသူတိုင်းကိုဒီထုတ်ကုန်ကိုလေ့လာပြီးတောက်သုံးကြည့်ကြဖို့စိတ်ရင်းအမှန်နဲ့မျှော်လင့်ပါတယ်ရှင်